မင်္ဂလာပါရှင်ဒီနေ့ပြပြသွားမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံရာဇသကြီးပုံမှာ499အကြောင်းပဲဖြစ်ပါတယ်ရှင်499ဟာအသေးဖြစ်မှုဖြစ်တဲ့အတွက်အသေးဖြစ်မှုမှာပါဝင်တဲ့အကြောင်းအရာတွေနဲ့ပြစ်ဒဏ်တွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ပုံမှာ499ဟာဆိုရင်ဤသူမဆိုနှုတ်ဖြင့်ဖြစ်စေစားဖြင့်ဖြစ်စေအမှတ်သားဖြင့်ဖြစ်စေထင်ရှားသောပုံသဏ္ဍာန်ဖြင့်ဖြစ်စေတဦးတယောက်ရဲ့အသေးရေးကိုနက်နာစေရန်အကြံဖြင့်တော်၎င်းထိုသူနှင့်ဆက်လျင်းနဲ့ဆွဆွဲစစ်တေထိုသူ၏အသေးရေးကိုနက်နာစေမှုတွေနက်နာစေရဆိုတာကိုသိလျက်နှင့်တော်ထို့သို့ယုံကြည်ရန်အကြောင်းရှိလျက်နှင့်တော်၎င်းထိုသူနှင့်ဆက်လျင်းနဲ့ဆွဆွဲစစ်တွေကိုပြုလုပ်မယ်ဒါမှမဟုတ်လို့ရှိရင်ကျင်ညာမယ်ဆိုလို့ရှိရင်အဲ့ဒါဟာအသေးဖြစ်မှုမြောက်ပါတယ်ရှင်အသေးဖြစ်မှုကိုကင်းလွတ်ခွင့်ဆယ်ချက်ရှိပါတယ်အဲ့ဒီကင်းလွတ်ခွင့်ဆယ်ချက်ကလွဲပြီးတော့မှတခြားအကြောင်းအရာတွေဒီအသေးဖြစ်မှုမြောက်ပါတယ်ရှင်နံပါတ်1တစ်ချက်အနေနဲ့ကတော့အများပြည်သူရဲ့အကျိုးအတွက်ပြုလုပ်ရန်သို့တည်းမဟုတ်ကျင်ညာရန်လိုအပ်သောမှန်ကန်တဲ့အကြောင်းအရာတွေကိုဆွဆွဲခြင်းနံပါတ်2ပြည်သူဝန်ထမ်းရဲ့တာဝန်ဝတ္တရားဆိုင်ရာအပြုအမူတွေကိုအပြုအမူနံပါတ်3အများပြည်သူပြဿနာဆိုင်ရာတစုံတဦးအပြုအမူနံပါတ်4တရားရုံးတွေရဲ့မှုခင်းဆောင်ရွက်ချက်တွေကိုကြေညာခြင်းနံပါတ်5တရားရုံးရဲ့စီရင်ဆုံးဖြတ်တဲ့အမှုအရေးအသွေးဒါမှမဟုတ်လို့ရှိရင်တက်သေးနဲ့အခြားသက်ဆိုင်သူများ၏အပြုအမူနံပါတ်6အထင်ရှားဆောင်ရွက်ခြင်းအမှုရဲ့အရေးအသွေးနဲ့အသွားအလာတွေနံပါတ်9တစုံတဦးတယောက်သောသူအပေါ်မှာဥပဒေနှင့်အညီအခွင့်အာဏာရှိသူကသဘောရိုးဖြင့်အပြစ်တင်ပြောဆိုခြင်းနံပါတ်8ဥတယောက်၏အကြောင်းကိုအခွင့်အာဏာရှိသူအားသဘောရိုးဖြင့်ပြောဆိုဆွဆွဲခြင်းနံပါတ်9တဦးတယောက်သောသူကမိမိရဲ့အကျိုးကိုတိုးတီးမဟုတ်အခြားသူရဲ့အကျိုးကိုကာကွယ်ဆောက်ရှောက်ရန်သဘောရိုးဖြင့်ဆွဆွဲပြောဆိုခြင်းနံပါတ်10တတိပေးခံရသူအကျိုးအတွက်ဖြစ်စေအများပြည်သူ၏အကျိုးအတွက်ဖြစ်စေရည်ရွယ်ရေးတတိပေးခြင်းဖြစ်ပါရရှင်ပြစ်ဒဏ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ရာဇသက်ကြီးပုံမှာ499ကိုပြစ်ဒဏ်ပေးမယ်ဆိုရင်တော့ပုံမှာ900နဲ့902အထိပြစ်ဒဏ်ပေးနိုင်ပါတယ်ရှင်ပုံမှာ900ကတော့မြည်သူမဆိုတဦးကိုအသေးရဖြစ်လို့ရှိရင်အဲ့ဒီသူကိုထောင်နဲ့ဒါမှမဟုတ်ရှင်ငွေဒဏ်နဲ့ဒါမှမဟုတ်ရှင်တော့ထိုင်ငွေဒဏ်နှစ်ရလုံးကိုရှာမှတ်နိုင်ပါတယ်ရှင်900တက်ကတော့အသေးရဖြစ်စေမည်ဟုတည်သောအကြောင်းအရာကိုပုံနှိပ်ရှင်တိုးတီးမဟုတ်ထွင်းထူရှင်ပုံမှန်902ကတော့အသေးရဖြစ်စေသောအကြောင်းအရာပါသည့်ပုံနှိပ်ထားသောအရာကိုထွင်းထူထားသောအရာကိုဖြစ်စေရောင်းချခြင်းစသည်လိုပဲဖြစ်ပါတယ်